enemy တွေထဲမှာမှ power တွေနဲ့တိုက်တာခိုက်တာတွေပါတဲ့ enemy အများစုရဲ့ final villain ခေါ် final boss တွေရှိစမြဲပါအဲ့ဒီအထက်မှာမှမတူညီတဲ့ enemy နှစ်ခုတွေကနေ final boss နှစ်ယောက်ဟာတူညီတဲ့အချက်တွေများနေရဆိုတာကိုပြောရင်ယုံကြမှာလားဟုတ်ပါတယ်အဲ့ဒါကတော့ Demon Slayer ရဲ့ final boss ဖြစ်တဲ့ Muzan Jackson နဲ့ One Piece ရဲ့ final boss ဖြစ်တဲ့ Imuro ဟာတူညီတဲ့အချက်တွေအများကြီးကိုရှိနေပါတယ်ဒီနေ့မှာတော့အဲ့ဒါအားလုံးပြောပြပေးသွားမယ်တခုပြောထားချင်တာက One Piece ရော Demon Slayer ရောပါမန်ဂါမဖတ်ဘူး anime လုံးကြီးကြည့်နေရဆိုရင်ဗီဒီယိုဆက်မကြည့်ပါနဲ့ပြောမယ့်အချက်တွေအကုန်လုံးက spoiler ပါနေလို့ပါအဲ့တော့စပြောရမယ်ဆိုရင် One Piece ထဲမှာက Imu ဆိုတာရှိတယ်လို့တောင်မသိခဲ့ရဘူးဇလန်တစ်ခုလုံးရဲ့ main villain ကိုစပြီးတော့ချပြတာတောင်မှ chapter 906ဖြစ်ပါတယ်အခုဆိုရင် Imu ကိုမန်ဂါမှာချပြလာတော့မူဇန်နဲ့တူညီတဲ့အချက်များစွာကိုတွေ့နေရတယ်အဲ့တော့အဲ့ဒါတွေကဘာတွေလဲဆိုတာကိုတစ်ချက်ကြည့်ကြတာပေါ့Number 1ကတော့ immortality ပါ Imu ရော Muzan ရောက immortality ဖြစ်ပါတယ်မသိမျိုးတွေပေါ့ပြောရရင်လူတွေကတက်တန်း100ရှိရဆိုရင် immortality ကအိုမသွားပဲနဲ့သူတို့တတ်မဲ့လူသားမရှိဘူးဆိုရင်ထာဝရအသက်ရှင်နိုင်ပါတယ် Muzan ရော Imu ရောဟာ immortality ဖြစ်တာကြောင့်အသက်တွေအကြာကြီးထိနေနိုင်တယ် Imu ဟာဆိုရင်လေလူတွေပြောကြားချက်အရလွန်ခဲ့တဲ့နှစ်800ကလေးကအသက်ရှင်ခဲ့တယ်လို့ပြောခဲ့ပြီးတော့ Muzan ဟာဆိုရင်လေလွန်ခဲ့တဲ့နှစ်1000ကလေးကအသက်ရှင်ခဲ့တာဖြစ်ပါတယ်နှစ်ယောက်စလုံးက immortality ရှိရဆိုတာကို confirm ထားပြီးသားဖြစ်တာကြောင့်ပထမအချက်ကတူညီမှုရှိနေပါတယ် Number 2 regeneration immortality ဆိုတော့ regeneration ကလည်းနှစ်ယောက်စလုံးမှာရှိနေပါတယ်ခုနကပြောသလိုသူတို့ကိုတတ်မဲ့လူသားမရှိဘူးဆိုရင်မသိတော့ပဲထာဝရအသက်ရှင်နိုင်တဲ့အပြင်သူတို့ကိုတတ်မဲ့လူရှိရင်လည်းအဲ့လူတွေအတွက်ကြော်ဖြတ်ရမယ်တရားကြီးက regeneration ဖြစ်ပါတယ်ဒီ character နှစ်ကောင်စလုံးက regeneration မှာအမြင့်ဆုံးနဲ့အကျန်းဆုံးဆိုတဲ့နေရာမှာရှိတယ်နှစ်ယောက်စလုံးရဲ့ regeneration feat တွေကိုကြည့်ရမယ်ဆိုရင်လည်း Imu ဟာဆိုရင် One Piece War ရဲ့ legendary အကျန်းဆုံးမှာဆိုတဲ့ character 6ယောက်တီးတီးသူ့ကိုတစ်ချိန်ထဲမှာအကျန်းစား technique တွေနဲ့ဝိုင်းချရတောင်မှမူတို့ကမျက်တောင်မခတ်ပါဘူးဒါကိုကြည့်ခြင်းအဖြစ် Imu ကဘယ်လောက်ကျန်းလဲဆိုတာကိုသိနိုင်တယ်သူ့ရဲ့ regeneration ကိုက haki နဲ့လည်းအပြည့်အဝကောင်တာလို့မရပုံပါပဲဒီလိုပြောလို့တချို့တွေကပြောင်းကပန်းက haki နဲ့ဆောင်းမကိုကောင်တာပြသွားတာလေဆိုရင်အဲ့ဒါကအပြည့်အဝမကောင်တာပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဟာကီနဲ့အဲ့လူကိုတေတဲ့အထိမလုံနိုင်ပါဘူး။တကယ်လို့တေတဲ့အထိလုံနိုင်ရင်တော့ဒါကကောင်တာတစ်မျိုးပါပဲ။ဒါပေမဲ့ဒီ regeneration ကိုနှစ်ယောက်လုံနိုင်ရုံကကောင်တာမဟုတ်ပါဘူး။ကျန်းလာပါပြီဆိုတော့ဟာကီအကျန်းဆုံးကောင်တွေကတောင် Imu ကိုချစ်ရထအောင်မလုံနိုင်ဘူးဆိုတော့ Imu ရဲ့ regeneration က OPS ဆိုတာထက်ကိုပိုတယ်လို့ပြောလို့ရတယ်။အခုထိလည်းအားနည်းချက်ဆိုတာမရှိသေးပါဘူး။အဲ့တော့ Michael Muzan ကရောသူကလည်း regeneration အမြင့်ဆုံး Imu နဲ့ညီတူရှိနေပါတယ်။ Muzan ဟာမွေးရပါနှလုံးရောဂါနဲ့မွေးဖွားလာခဲ့သူဖြစ်ပြီးတော့မှသူ့ကိုကုသပေးခဲ့တဲ့ဆရာဝန်က Blue Spider Lily ကတဆင့်သူ့ကို demon ဖြစ်လာစေရဖြစ်ပါတယ်။ Muzan ရဲ့ feat တွေကတော့ screen time များလွန်းတာကြောင့်အများကြီးကိုရှိတယ်။အတိအသာဆုံးကတော့ Yoichi ရဲ့ဓာတ်ခုတ်လိုက်တုန်းကသူ့ကိုယ်သူအပိုင်းပေါင်း1800လောက်ကိုဖောက်ခွဲပြီးတော့မှ regeneration လုပ်ပြခဲ့တာဖြစ်ပါတယ်။ဒါကိုကြည့်ရရင်သူ့ကိုတတ်ဖို့အစားကြားပတ်သက်တဲ့ခေါင်းဆိုင်သွားတာကမှပို့ပြီးတော့လွယ်ကူနေနိုင်ပါတယ်။ Number 3အုပ်ချုပ်ရေးနဲ့ fear based leadership ဒီမှာဆိုရင်နှစ်ယောက်စလုံးကတူညီမှုတွေရှိတယ်။ Muzan ဟာဆိုရင်လည်းသူ့လက်အောက်က demon တွေကိုအကြောက်တရားနဲ့အုပ်ချုပ်ပြီးတော့မှ demon တွေကလည်းမသိမျိုးတွေဖြစ်ကုန်တော့လဲဘယ်အချိန် Muzan တတ်တာခံရမလဲဆိုတာကိုပဲတွေးကြောက်နေရတာပါ။ဒါကြောင့် Muzan ကိုအာမခံရဲပဲ Muzan စိတ်ဆိုးပြီဆိုရင်တုံနေအောင်ကိုကြောက်ကြရတာဖြစ်ပါတယ်။အဲ့ဒါကြောင့် Muzan လောက်အောင်မှာ demon ဖြစ်လာရင် Demon Slayer တွေကိုကြောက်ရတယ်ဆိုတာထက်သူတို့ရဲ့ဆရာကြီးကိုယ်တိုင်ကိုပို့ပြီးတော့ကြောက်နေကြရပါတယ်။နောက်ပြီး Muzan အနားမှာရှိနေပဲဆိုရင်စိတ်ထဲအတောင်ပြတ်မှာလို့မရပါဘူး။ဆရာကြီးကစိတ်ဖက်နိုင်ပါတယ်။သူ့အနီးနားကလက်အောက်ငယ်သားကြီးဘာတွေတွေးနေလဲဆိုတာကိုပါ Muzan ကသိနိုင်ပါတယ်။ဒါကြောင့်မို့လို့ Muzan လက်အောက်မှာ demon ဖြစ်ရတာဟာလည်းလွယ်ကူနေတာတော့မဟုတ်ပါဘူး။ Imu ကလည်းမထူးမခြားနာပါ။ Imu ရဲ့ war government အောက်မှာအလုပ်လုပ်နေကြရတဲ့လူတွေက Imu ကိုဖင်တော်အောင်ကြောက်ကြပါတယ်။အဓိကကတော့ Gorosei နဲ့ Holy Knight တွေပေါ့ဗျာ။ဘာဖြစ်လို့လဲဆိုရင်ဒီလူတွေကပဲ Imu ရဲ့တည်ရှိမှုကိုသိနေတဲ့အပြင်ဒီလူတွေက Imu ရဲ့အစွမ်းကိုလက်ခံရယူထားတာပါ။ Imu ရဲ့အစွမ်းတွေကိုလက်ခံရယူထားရဆိုရင် regeneration နေနဲ့ immortality ရသွားပြီမဲ့ Imu ရဲ့ရုပ်သွေးရုပ်တွေလို့ Imu ပြောတာကိုပဲလုပ်ကြရပါတယ်။စေတန်လို့ war government ထိပ်ပိုင်းကဖြည့်ရှင်းလို့မရနိုင်တဲ့ကြောက်စရာကောင်ကြီးကို Imu ကချွေးတောင်မပြန်မဲ့အဆုံးတက်ပြသွားတာကိုကြည့်ရင်သူ့လက်အောက်မှာအလုပ်လုပ်ရတာကလည်းသူ့သေးဆိုသေးရှင်းဆိုရှင်းပါဒါပေမဲ့ Muzan လောက်ထိတော့ကိုယ့်ဘတ်တော်သားတွေကိုမစိုးပါဘူးလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်ပြုပြင်လို့မရတဲ့သူအမျက်ထွက်မဲ့အရာတွေကိုမလုံးမိရင်အေးဆေးနေလို့ရပါတယ်။ Muzan တို့ကတော့အလကားနေရင်ကိုဖျက်ချောက်နေရပေါ့။ Number 4နေကိုကြောက်ရွံ့ခြင်းဒီ villain တွေကနေမင်းဆိုကြောက်ကြတယ်ဗျ။
no ပုံမားနေတယ်ဒီနေမင်းတွေပါမူဇန်ဆိုရင်သူ့ကိုကုသပေးနေတဲ့ဆရာဝန်ကိုသာမတက်ခဲ့ဘူးဆိုရင်နေပြီးလူသားဖြစ်နေပါဒါပေမဲ့သူ့ဆရာဝန်ကိုစိတ်လက်မှန်မှတပ်ပစ်လိုက်တာကြောင့်မလို့သူဟာနေကိုကြောက်ရွံ့နေခဲ့ရပါတယ်နေနဲ့ထီရင်လောင်မြိုက်သွားပြီးနေရောင်ကိုမြင်ရရကိုစိတ်ထဲကနေကြောက်ရွံ့စွာဖြစ်နေစေပါတယ်နေဆိုတာကလည်းသူ့ရဲ့တစ်ခုတည်းသောအားနည်းချက်ဖြစ်နေတယ်သူ့ရဲ့သွေးကြောင့်မို့လို့ဒီမွန်းဖြစ်လာတဲ့ကောင်တွေကလည်းနေကိုကြောက်ကြပါတယ်ဒါကြောင့်မို့လို့သူ့ရဲ့အားနည်းချက်ကိုပြန်ပြီးတော့ recover လုပ်ဖို့အတွက်နှစ်တွေထောင်ချီပြီး Blue Spider Lily ကိုသူ့ရဲ့ Demon စစ်တပ်ကတဆင့်ရှာခိုင်းနေပြီးတော့သူ့ရဲ့အားနည်းချက်တွေကို recover လုပ်ဖို့အတွက်ရှာနေတာဖြစ်ပါတယ်အီမူကတော့နေအောင်ကိုကြောက်တာတော့မဟုတ်ဘူးနေနဲ့ဖះကိုကြောက်တာပါနေနဲ့ဖះနီကာဟာအီမူရဲ့ကောင်တာဖြစ်နေတယ်ဆိုတာကိုအိုရာက confirm မပေးလဲကျွန်တော်တို့သိနိုင်ပါတယ်အီမူဟာတခြားလူတွေရဲ့လွတ်လပ်ခြင်းကိုယူဆောင်ပါတယ်ဖိနှိပ်ခြင်းအမောင်ချခြင်းတွေနဲ့ကဘာကြီးကိုအုပ်စိုးနေခဲ့တာပါနီကာကတော့ပြောင်းပြန်ပါပဲလွတ်လပ်ခြင်းစစ်တီလို့တောင်အမိတွင်စေပြီးလူအများကိုလွတ်လပ်ခြင်းတွေယူဆောင်လာပေးပါတယ်လူအများပျော်ရွှင်မှုအတွက်တိုက်ခိုက်ပေးတဲ့နတ်ဖះတစ်ပါးဖြစ်ပါတယ်ဒါကြောင့်လူဖီလိုနေနတ်ဖះတစ်ပါးကိုကြောက်ရွံ့ပါတယ်ဒီအချက်ကလည်းဒီဗီလိန်နှစ်ယောက်ရဲ့တူညီတဲ့အချက်ဖြစ်နေစေပါတယ် Number 5 Will Power ဆက်ခံမဲ့လူကိုကြောက်ရွံ့ခြင်းဒါကအပေါ်ဟာနဲ့တိတ်မကွာဘူးဒါပေမဲ့နားရှုံနေမှာဆိုလို့ခွဲထားတာပါWill Power ဆက်ခံသူဆိုတာကတော့ enemy နှစ်ခုစလုံးရဲ့ main character ကြီးဖြစ်တဲ့ Luffy နဲ့ Tanjiro ကိုပြောတာဖြစ်ပါတယ်Will Power ဆက်ခံတယ်ဆိုတာကိုမသိသေးရင်တော့လူတစ်ယောက်ရဲ့အမွေကိုဆက်ခံတာခံယူချက်တွေတာဝန်တွေကိုလွှဲပြောင်းပေးတာကို Will Power ဆက်ခံတယ်လို့ခေါ်ပါတယ်တန်ဂျီရိုဆိုရင်ယိုရီချီရဲ့နဂတ်နဲ့ဝေးကိုဆက်ခံထားပါတယ်။ဒါကြောင့်မို့လို့ဒီမွန်တွေကတန်ဂျီရိုနဲ့တိုက်ခိုက်နေရင်မူဇန်ရဲ့မှတ်ဉာဏ်နေရာတစ်ဆင့်ယိုရီချီရဲ့ပုံရိပ်ကိုမြင်တွေ့ပြီးလန့်သွားကြလိမ့်ရှိပါတယ်။ဒါကြောင့်လဲမူဇန်တယောက်တန်ဂျီရိုကိုတွေ့တော့ကဒီနဂတ်ကြောင့်မို့လို့အရန်ကိုလန့်ဖြတ်သွားခဲ့တာလည်းဖြစ်တယ်။ဒီနဂတ်ကိုမြင်တော့ကြတော့ယိုရီချီရဲ့ဝေးကိုဆက်ခံမဲ့တန်ဂျီရိုကိုတတ်ခိုင်းခဲ့တာလည်းဖြစ်တယ်။အီမူကလည်းဒီနီတူနီကာရဲ့ဝေးကိုတနည်းအားဖြင့် Voice and Jury Joy Boy ရဲ့ဝေးကိုဆက်ခံမဲ့လူပေါ်လာမှာကိုတေလောက်အောင်ကြောက်ပါတယ်။ဘယ်လောက်ထိကြောက်လဲဆိုရင် Joy Boy ဆိုတဲ့လူကိုတမိုင်းမှာပါဖျောက်ပစ်ခဲ့ပြီးဒီတမိုင်းကိုလိလာဖို့စူးစမ်းခဲ့တဲ့ Ohara ကသူ့တေတီတွေကိုလူမျိုးတုံးမှာတပ်ဖြတ်ခဲ့တာပါ။ဒါကိုကြည့်ချင်းအဖြစ်အီမူဟာ Joy Boy လိုဘလူးပေါ်လာမှာကိုဘယ်လောက်ကြောက်လဲဆိုတာသိနိုင်တယ်။ဒါပေမဲ့လည်းဘလူးတွေပဲဖုံးကွယ် Joy Boy ဆိုတာဘလူးလဲတောင်မသိတဲ့ကောင်လေးတယောက်က Joy Boy ရဲ့ဝေးကိုဆက်ခံနေပြီပဲဖြစ်ပါတယ်။ Joy Boy မဖြစ်မြောက်နိုင်ခဲ့တဲ့တာဝန်တွေအကုန်လုံးက Luffy ရဲ့ခါပေါ်မှာထမ်းထားရတာဖြစ်ပါတယ်။ Number 6 The Rio Demon ဒီနှစ်ကောင်မှာထပ်မံတူညီတဲ့အချက်ကတော့နှစ်ယောက်စလုံးဟာ Devil ခေါ် Demon တွေဖြစ်ကြပါတယ်။ Nasori ပေါ့။ Emu ဆိုရင်လည်း Pure Diversity တယောက်လို့ပြောလို့ရတယ်။ Magic Circle တွေနဲ့တကယ့်ကို Overpower ဖြစ်တဲ့မမြင်ဘူးတဲ့ technique တွေကိုထုတ်သုံးလို့ရှိပါတယ်။ Emu ဟာ Cover Fight မှာတော့အားနည်းမယ်လို့ခံမှန်းလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အခုသူ့ကိုတွေ့ထားရတဲ့လောက် feat ရဲ့အရာEmu ဟာ manipulator လို့ခံမှန်းလို့ရတယ်။ battle တွေကိုကိုရိုင်းဆင်းတိုက်တယ်ဆိုတာထက် mage တကောင်လိုမျိုးအဝေးကနေပြီးတော့မှ manipulate လုပ်ပြီးတော့တိုက်ခိုက်တာဖြစ်တယ်။တခုရှိတာကဒီလိုခံမှန်းဖို့ Emu အတွက် feat ကမလုံလောက်သေးတာကြောင့်မို့လို့အရင်ရော serious မထားစေချင်ဘူး။ Muzan ကတော့ appearance အရ Demon မဆန်တဲ့ Demon တကောင်ပါ။ ယူကတန်ရှင်းတောက်ပြောင်နေပြီးနေနှိမ့်ဖြစ်တဲ့ Michael Jackson တောင်သူ့လောက် Michael Jackson ပဲမထင်ပါဘူး။ကုတ်အင်းကြီးနဲ့ neck tie နဲ့ဒီလိုကောင်ကလည်း Emu လို Demon တကောင်ဖြစ်ပါတယ်။ပုံစံကွဲပြားသွားတော့လေဘာမှမကွာဘူးလို့ပြောလို့ရတယ်။အဓိကပြောချင်တာကသူတို့ရဲ့အစွမ်းတွေကိုခွဲဝေပေးတာပါ။အီမူဟာဆိုရင်လည်းသူ့အစွမ်းတွေကိုသူ့လက်အောက်ကဂိုရိုဆေးတွေနဲ့ Holy Knight တွေကိုခွဲဝေပေးထားတာဖြစ်ပါတယ်။ခွဲဝေပေးတဲ့နေရာမှာလည်းအဆင့်တွေသတ်မှတ်ထားတယ်။အစွမ်းအနေများနဲ့သတ်မှတ်ပြီးတော့ပေးပါတယ်။ဥပမာဂိုရိုဆေးတွေက Holy Knight တွေထက်ယာဒူတီးရာကြောင့်မို့လို့ regeneration ပိုကျန်းနဲ့နောက်ပြီး Demon Form တွေကိုပါပြောင်းလဲနိုင်ပါတယ်။ဒီလိုမျိုးအဆင့်တွေခွဲခြားပြီးအစွမ်းတွေကိုမျှဝေသုံးယူစေပါတယ်။မူဇန်ကလည်းဒီလိုပါပဲသူ့ရဲ့သွေးပမာဏအနည်းအများပုံမှုတည်ပြီးသူ့ဒီမွန်တွေကအစွမ်းဘယ်လောက်ရှိလဲဆိုတာကိုခွဲခြားထားတယ်အပါမွန်လိုဝါမွန်အပြင်စင်ဘက်ဒီမွန်တွေပါရှိပါတယ်အပါမွန်မှာတောင်မှအပါမွန်1 to 6ရှိပြီးတော့မှ1 to 6ထဲမှာရှိတဲ့သွေးပမာဏတွေကတောင်မှမတူကြပါဘူး power level ကလည်းကွာပါတယ်နောက်ပြီးမူဇန်ကနေဒီမွန်ပြောင်းပေးလိုက်တာဖြစ်တာကြောင့်မို့လို့မူဇန်လက်အောက်ငယ်သားတွေကဒီမွန်ပြန်ပြောင်းပေးတာဖြစ်ဖြစ်အပြောင်းခံရတဲ့လူက brain wash ဖြစ်သွားပါတယ်သူတို့ဒီမောဖြစ်တာကြလေလေသူတို့ရဲ့မှတ်ဉာဏ်တွေကပျောက်လွယ်လေဖြစ်ပါတယ်အီမူလက်အောက်မှာဆိုရင်လေဂန်ကိုဟာဒီလို brain wash ခံရတာဖြစ်နိုင်ပါတယ်ဒါကအီမူရဲ့အစွမ်းလားပူတင်းအသည့်ရဲ့ user လားတော့မသိပေမဲ့ brain wash တဲ့နီလန်တစ်မျိုးတော့သူ့မှာရှိနေပါတယ်အီမူဟာပြိုင်ဘက်ကင်းလောက်အောင်တန်မာတာဖြစ်တာကြောင့်မလို့သူဖြစ်ချင်တာတွေလှုပ်ချင်တာတွေကိုအကုန်လုံးလုပ်ခွင့်ရှိပါတယ်ဒါနဲ့ဗီဒီယိုလေးမဆုံးခင်မှာကြော်ညာစရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးမန်ဂါဖတ်ဖို့ပါသင်ကမန်ဂါတွေဖတ်ရတာကြိုက်တယ်မန်ဂါတွေကိုမြန်မာလို free ဖတ်ချင်တယ်
extra link တွေ website တွေကိုလည်းမဝင်ကြဘူးဒါဆိုရင်စိတ်ပူစရာမလိုတော့ပါဘူးကျွန်တော်တို့ Otaku Log ပေါ်မှာမန်ဂါတွေကိုမြန်မာလိုဘာသာပြန်ပေးနေပါတယ် channel ကစရန်နာတောင်မှတိတ်မကြသေးတော့လဲပဲအခုတောင်မှမန်ဂါတွေတဖြည်းဖြည်းများလာပြီးဖြစ်တာကြောင့်မို့လို့အချိန်တစ်ခုရောက်ရင်မန်ဂါအစုံလေးဖတ်လို့ရတဲ့နေရာဖြစ်အောင်ကျွန်တော်တို့စူးစမ်းနေပါတယ်ဒါကြောင့် description ထဲက Telegram link ကိုဝင်ယူပြီးတော့မှကျွန်တော်တို့ရဲ့မန်ဂါ channel လေးကိုဝင်လေ့လာဖို့တောင်းဆိုချင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲနားလိုက်ကြတာပေါ့အကြခင်မှာပုံမိုက်တဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်